မင်္ဂလာပါကျွန်မကတော့ Democracy Now သတင်းဌာနကသတင်းတောက်ဤတင်စားပါအခုတင်ဆက်ပေးမယ့်သတင်းကတော့ Free Gate စစ်ရေးရင်တာလုံးမင်းနဲ့မြေတွင်းသားပတ်စံတော်စစ်ရေးလေစဉ်တော်တော်ဝင်တဲ့သတင်းဖြစ်ပါတယ်တမတော်ရေမှာရေတပ်သင်္ဘောချင်းဌာနချုပ်တန်4000ရေလုံးလွန်းကျင်းဖွံပွဲအခမ်းအနားရေငုတ်သင်းမော်တိုက်ဖက်ရေရင်နှစ်စင်ရဲ့ ARK မင်္ဂလာအခမ်းအနားနဲ့စစ်ရေးရင်လေစဉ်တော်တော်ဝင်အခမ်းအနားကိုမလ8ရက်နေ့နက်ပိုင်းမှာတန်လင်တက်နဲ့ရေတပ်သင်္ဘောချင်းဌာနချုပ်ရှိရေလုံးလွန်းကျင်းတိဆောက်ရေးအလုပ်ရုံနဲ့ရေတပ်စိတ်ကံတတာမှာကျင်းပခဲ့ခြင်းဖြစ်ပါတယ်ထိုအခမ်းအနားကိုနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်တမတော်ကာကွယ်ဦးစီးချုပ်ကယနေ့ဒီတမတော်ရေးအတွက်သာမကမြန်မာနိုင်ငံတွင်မှာစမ်းဆောင်ရေးအရာ၎င်းအရွယ်အစားအရ၎င်းအကြီးမားဆုံးဖြစ်လာမည်ရေတပ်သင်္ဘောကြီးဌာနချုပ်တန်4000ရေလုံးလွန်ကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ယခုဖွင့်လှစ်တဲ့တန်4000ရေလုံးလွန်ကျင်းတွင်ပထမဆုံးစတင်တည်ဆောက်မည့်စစ်ရေးရင်2စီး ARK မင်္ဂလာအခမ်းအနားအပါအဝင်တမတော်ရေးတည်ဆောက်ခဲ့တဲ့ Free Gate စစ်ရင်ကြီးစစ်ရေးရင်တာလုံးမင်းနဲ့မြေတွင်သားပတ်စံတော်စစ်ရင်လေးစီးကိုလည်းတက်တော်ဝင်နိုင်ခဲ့ပြီးဖြစ်ကြောင်းတမတော်ကာကွယ်ဦးစီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အနာဂတ်တက်မတော်အတွက်လိုအပ်တဲ့စစ်ရေးရင်များကိုယ်တိုင်တိဆောက်ပြုပြင်နိုင်ရန်အပြင်နိုင်ငံရေးအကျိုးစီးပွားကိုတစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်ရန်အတွက်အရက်ဘက်ကုန်တင်ရေရင်ကြီးများတိဆောက်ပြုပြင်နိုင်ရန်ရည်မှန်း၍ရေလုံးလုံးကြီးတိဆောက်နိုင်ရေးကိုစဉ်းစားသုံးသပ်ပြီး2018ခုနှစ်မှစပြီးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တမတော်ရေအနေဖြင့်ရေရင်တိဆောက်ရေးကဏ္ဍကိုကြည့်မိဆိုပါကရွေအစားကြီးမှသည့် Free Gate စစ်ရင်ကြီးများကိုပြည်တွင်း၌ပင်ကိုယ်တိုင်တိဆောက်တော်ဝင်နိုင်ခဲ့ခြင်းကြောင့်တမတော်၏နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင်နိုင်မှုကိုအထောက်အကူများစွာဖြစ်စေနိုင်ခဲ့သည့်အပြင်မြန်မာရေပြင်ပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်းကောင်းမွန်စေခဲ့ကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။စစ်ရေးနှစ်စီးဟာယခုတန်4000ရေလုံးလွန်းစဉ်တွင်စတင်တိဆောက်မည့်စစ်ရေးများဖြစ်ပြီးအဆိုပါရေရင်များတိဆောက်နိုင်ခြင်းဖြင့်မြန်မာပင်လယ်ပြင်အတွင်းကာကွယ်ရေးစွမ်းရည်များတက်မြန်မာလာစေမည်ဖြစ်ကြောင်းတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ရေငုတ်သင်းမော်တိုက်ဖက်ရေနှစ်စီး၏ ARK မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာတမတော်ကာကွယ်ဦးစီးချုပ်ကရေငုတ်သင်းမော်တိုက်ဖက်ရေနှစ်စီး၏ AR နဲ့ Frame တို့အားစကလုံးနဲ့ဂေတွဲဆက်၍ရေရင်တိဆောက်မှုလုပ်ငန်းအားစတင်ပေးခဲ့ကြောင်းသိရပါတယ်။ရေတပ်သင်္ဘောချင်းဌာနချုပ်၏သင်္ဘောချင်းစီမံကိန်းကိုအဆင့်30ပြည့်စတင်တိဆောက်ခဲ့ပြီးပထမအဆင့်စီမံကိန်းကို1998ခုနှစ်မှ2002ခုနှစ်အထိ၎င်းဒုတိယအဆင့်စီမံကိန်းကို2009ခုနှစ်မှ2013ခုနှစ်အထိအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီးစစ်ရေးရေးများဌာနဆိုင်ရာပုဂ္ဂလိကရေးရေးများအားတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တတိယအဆင့်စီမံကိန်းကို2019ခုနှစ်မှာစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးယနေ့တွင်တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအားအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အချိန်တစ်လကျော်အတွင်းစုစုပေါင်းခုံပေါင်းကျ289နာရီခရီးအကွာဝေးရေမိုင်3418မိုင်ခရီးရှည်စနက်မောင်းနှင်ခဲ့ပြီးစနက်မောင်းနှင်ခဲ့တဲ့ခရီးစဉ်အတွင်းစံချိန်စံညုံပြည့်မီမှုဆိုင်ရာစနက်မောင်းနှင်ခြင်းများရေရင်မှာတက်ဆင်ထားတဲ့ကရိယာများအလိုက်တမတ်စံချိန်စံညုံများအတိုင်းအသုံးပြုနိုင်မှုကိုစနက်ချင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ရှင်။